အဲ့ဒါဆိုရင်ခေါင်းစဉ်ခွဲလေး 1.6 measurement of mass. The mass of an object is a measure of the moral matter in it. အဲ့ဒါကဘာလို့ဆိုလို့ကျင်တာလဲဆိုရင်ဆရာတို့အရာဝတ္ထုတွေရဲ့ mass ဆိုတာဘာကိုခေါ်တယ်ဆိုရင်အဲ့ဒီအရာဝတ္ထုတွေမှာ drag တာဘယ်လောက်ပါဝင်လဲဆိုတာကိုကြည့်ပြီးတော့ဆရာတို့အဲ့ဒါရဲ့ drag to mass လို့ခေါ်တာဖြစ်ပါတယ်တဲ့အဲ့ဒါတွေကိုတိုင်းတာဖို့အတွက်ဆရာတို့အောက်မှာပြထားတဲ့ရုပ်ထုရဲ့ mass ကိုတိုင်းတာဖို့အောက်မှာပြထားတဲ့ဆရာတို့ sliding balance နဲ့ပြီးလို့ရှိရင်နောက်ခုနောက်ပိုင်းမှာသုံးလာကြတဲ့ electronic balance အဲ့ဒါမျိုးတွေကိုဆရာတို့တိုင်းတာကြပါတယ်တဲ့ sliding balance ကတော့ဟိုအရင်တော့တက်ခွဲခန်းနေပါတယ်မှာသုံးတယ်ပေါ့အခုနောက်ပိုင်းသုံးကြတာတော့ဆရာတို့ဒီမဲ့ figure 1.6 မှာတွေ့ရတဲ့ electronic balance ကိုသုံးကြတယ် electronic balance ကိုအများသောအားဖြင့်ဒီနောက်ပိုင်းမှာတွေ့ကြတယ်ပေါ့ဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်အသားရောင်းတဲ့နေရာတို့အဲ့နေရာတွေကနေစပြီးတော့အများကြီးပေါ့ကုန်းဆိုင်လီမာတို့ပစ္စည်းလေးချိန်ချိန်တဲ့နေရာတော်တော်များများမတွေ့ရတယ်ပေါ့အဲ့ဒါဘယ်လိုပြရလဲဆိုလို့ရှိရင်ပစ္စည်းတစ်ခုကိုဒီသူ့ရဲ့အပေါ်မှာတွေ့တဲ့တက်ထုပြဖို့တည့်တဲ့နဲ့အောက်က screen မှာသူ့ရဲ့အလေးချိန်ကိုတက်ပြီးတော့ပြတာပေါ့အဲ့ဒါမျိုးပစ္စည်းတိုင်းတဲ့ကိရိယာတွေကို electronic balance လို့ခေါ်တယ်အဲ့ဒါဆိုရင်ဆရာတို့ textbook ထဲကပန်းရောင် box ကလေးနဲ့စာသားလေးကိုတွားကြည့်လိုက်အောင် The balance really detects the gravitational pull on the object's weight and the scale is marked to show the mass တိတ်ပဲရတော့ဘာလို့ဆိုလိုချင်တာလဲဆိုရင်ဆရာတို့ကချိန်ခွင်နေနဲ့ပစ္စည်းတွေအလေးချိန်တွေကိုတိုင်းတာတယ်ဆိုတာတကယ်တော့အဲ့ဒီပစ္စည်းပေါ်မှာတက်ရောက်နေတဲ့ကမ္ဘာမြေကြီးရဲ့ဆွဲအားကိုတိုင်းတာတာပါတဲ့ဥပမာဆရာတို့ရေတံမှုတစ်ခုကိုတိုင်းမယ်ဆိုလို့ရှိရင်အဲ့ရေတံမှုပေါ်မှာကမ္ဘာမြေကြီးဆွဲအားဘယ်လောက်ရှိလဲဆိုတာကိုဆရာတို့တိုင်းတာတာဖြစ်တယ်အဲ့လိုပဲကားတွေရဲ့အလေးချိန်ကိုတိုင်းနေဆိုရင်လည်းအဲ့ဒီကားပေါ်မှာကမ္ဘာမြေကြီးရဲ့ဆွဲအားဘယ်လောက်ရှိလဲဆိုတာကိုတိုင်းတာတာဖြစ်ပါတယ်ဟောဆက်ကြည့်လိုက်အောင် The mass of purifying drinking water of 1 liter per day is 1 kilogram. The mass of purifying drinking water of 1 liter. ဆရာတို့1 liter ရေတံဘူးရဲ့တွက်ထုအလေးချိန်ကဘယ်လောက်လဲဆိုရင်1 kilogram ရှိပါတယ်တဲ့ဆရာတို့ပုံမှန်မြင်တွေ့နေကြရေတံဘူးတွေ1 liter ဘူးတွေဆိုလို့ရှိရင်ဘယ်လောက်လေးလဲဆိုလို့ရှိရင်ရေကိုရပဲဆရာတို့1 kilogram လေးတယ်လို့သတ်မှတ်လို့ရတယ်အဲ့ဒါဆိုရင်ခေါင်းစဉ်ခွဲလေး 1.7 measurement of time Time is measured in years, months, days, hours, minutes, and seconds. But the SI unit for time is the second S. ဆရာတို့ကအချိန်တွေကိုဘာတွေနဲ့သတ်မှတ်တယ်လဲဆိုရင်နှစ်တွေလတွေရက်တွေနာရီတွေမိနစ်တွေစက္ကန့်တွေအဲ့ဒါတွေနဲ့တိုင်းတာလေးရှိကြပါတယ်။ဒါပေမဲ့ဆရာတို့တစ်ကမ္ဘာလုံးကစံချိန်စံညွှန်းအဖြစ်သုံးပြီးတော့သတ်မှတ်တဲ့ SI unit အချိန်ရဲ့ SI unit ကတော့ second S ဖြစ်ပါတယ်တဲ့။အဲ့ဒါဆိုရင်ဆက်သွားကြည့်အောင် Most common modern clocks and watch depend on the vibrating of crystal to keep time accurately အတိတ်ပဲရတော့အခုဆရာတို့ခုခေတ်နောက်ပေါ်သုံးများလာတဲ့နေရန်ကတ်နာရီတွေလက်ပတ်နာရီတွေအဲ့ဒါတွေနာရီတွေမှာအချိန်ကိုဆရာတို့လွှဲချော်မှုမရှိဘဲနဲ့တိတိကျကျပြသနိုင်မှုအတွက် quartz crystal လို့ခေါ်တဲ့သူထဲမှာပါတဲ့ crystal တုံးလေးတွေအဲ့ဒီ crystal တုံးလေးတွေရဲ့ပုံမှန်တုန်ခါမှု vibration စနစ်ကိုအသုံးပြုပြီးတော့ဒီအခုနောက်ပိုင်းပေါ်တဲ့ modern clock တွေ watch တွေကလည်ပတ်ပါတယ်တဲ့အဲ့ဆိုရင်ဆက်သွားကြည့်အောင် The energy to keep these crystal vibrating can from a small battery အဲ့ဒါကအဓိပ္ပာယ်ပါလဲဆိုရင်ခုနဆရာပြောတဲ့ quartz crystal ဆိုတဲ့အဲ့နာရီထဲမှာပါတဲ့ crystal တုံးလေးတွေရဲ့တုန်ခါမှုအဲ့ဒီတုန်ခါမှုကဘာကြောင့်ဖြစ်ပေါ်လာသလဲအဲ့ဒီတုန်ခါမှုကိုဘယ်ရာ energy ပေးနေတာလဲဆိုရင်ဆရာတို့နိုင်ဒီမှာတက်ထားတဲ့ battery သေးသေးလေးတွေကနေပြီးတော့ energy တွေပေးတယ်အဲ့ဒီပေးတဲ့ energy တွေကြောင့်အဲ့ဒီ crystal တုံးတွေကတုန်ခါတယ်အဲ့ဒီ crystal တုံးတွေတုန်ခါလို့မလို့ဆရာတို့နိုင်တွေရဲ့လက်ပတ်နိုင်ကိုတိုင်ကတ်နိုင်တို့ရဲ့အချိန်တွေကလွှဲချုံမှုမရှိဘဲနဲ့တိတိကျကျသွားနေတယ်နောက်ထပ်ဆရာတို့တွေ့ရမယ့်စာမျက်နှာကတော့ဘာကိုပြထားတာလဲဆိုရင်နိုင်၃မျိုးကိုပြထားတယ်ပထမတွေ့ရတဲ့နိုင်လေးကတော့ stopwatch လေကောင်က stop clock နောက်ဆုံးတွေ့ရတဲ့နိုင်ကတော့ digital stopwatch ပထမဆုံးတွေ့ရတဲ့ stopwatch နဲ့ stop clock ကသူကတိကျတယ်ပေါ့စက္ကန့်နေရဲ့ဘယ်လောက်တိကျတိုင်းတာနိုင်လဲဆိုရင်ပထမဆုံးတွေ့ရတဲ့ stopwatch နဲ့ stop clock တွေကစက္ကန့်ရဲ့10ပုံတစ်ပုံလောက်ထိကိုတိတိကျကျတိုင်းတာပေးနိုင်စွမ်းရှိပါတယ်တဲ့ဒါပေမဲ့သူတို့တက်ပို့ပြီးတော့တိတိကျကျတိုင်းတာနိုင်တာကနောက်ဆုံးမှာတွေ့ရတဲ့ဆရာတို့ digital stopwatch ဆိုတဲ့နိုင်မျိုးစားလေးပဲဖြစ်တယ်
သူကတော့ဘယ်လောက်ထိတိတိကျကျတိုင်းတာနိုင်လဲဆိုလို့ရှိရင်စက္ကန့်ရဲ့ရာပုံပုံရင်100ပုံပုံရင်1ပုံလောက်ထိ0.01 စက္ကန့်အဲ့လောက်အထိကိုအသေးစိတ်တိတိကျကျတိုင်းတာပေးနိုင်တယ်အဲ့ဒါကြောင့်မလို့ဆရာတို့ဒီနောက်ဆုံးကတွေ့ရတဲ့ digital stopwatch ကလေးတွေဘယ်မှာသုံးကြလဲဆိုလို့ဆရာတို့အပြေးပြိုင်ပွဲတွေရေကူးပြိုင်ပွဲတွေကားပြိုင်ပွဲတွေဆိုင်ကယ်ပြိုင်ပွဲတွေအဲ့လိုပြိုင်ပွဲတွေမှာတိတိကျကျတိုင်းတာနိုင်မှုအတွက်ဒီ digital stopwatch ကိုဆရာတို့အသုံးများတာတွေ့ရတယ်ကဲအဲ့ဒါဆိုဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာတွေမှာဆရာနဲ့အတူတူဆက်ပြီးတော့စာရေးလေ့လာအောင်